ဟိုနေ့တုန်းက TikTok မှာလား Facebook မှာလားကျွန်တော်တွေ့လဲမြန်မာ agent တယောက်ကပကံစီအလုပ်စလုံးမှာအလုပ်တော့မခံရနိုင်တဲ့အလုပ်မျိုးဆိုပြီးတော့သူတင်လိုက်တယ်တွားတဲ့သူရှိတယ်နဲ့တူတယ်ကြည့်ဒါတွေကစလုံးမှာပြောရင်အကိုကစ DEP ကစအလုပ်ထုတ်ခံရနိုင်တယ်အလုပ်ထုတ်မခံနိုင်တဲ့အလုပ်မျိုးဆိုတာမရှိပါဘူးဒီလိုအလုပ်ထုတ်မခံနိုင်တဲ့အလုပ်ဆိုပြီးတော့ agency fee လည်းများတောင်းပလိုက်မယ်ဒါမျိုးတွေက that's not true စင်ကာပူမှာမရှိဘူးတချို့ agent တွေကကျွန်တော်နားမလဲဘူးအခုမှအဲ့ဘောပေါက်အခုမှထွက်သစ္စာ agent လေးတွေဆိုတော့လဲတွေ့ကြုံမရှိဘူးဒီလို agent တွေကိုစလုံး agent တွေကအနိုင်ကျင့်တတ်တယ်သူတို့ကြိုက်တယ်လို့လောက်ခိုင်းတယ်အလုပ်သမားတွေကလှုပ်ထုတ်ခံရပြီဆိုရင်အဲ့ဒီစလုံး agent တွေကလာစားrefund လဲကောင်းကောင်းမပေးနောက်ဆုံးကြတော့လဲအလုပ်သမားပဲနစ်နာတတ်တယ်ဆိုတော့တတိထားတဲ့တယ်လို့ကျွန်တော်ပြောချင်တယ်